ပိုင်မှာအမိုက်ပုံပြိုကျပြီးတဦးသေ40နီးပါးဒဏ်ရာရဖိလစ်ပိုင်နိုင်ငံမှာအမိုက်ပုံကြီးတစ်ခုပြိုကျပြီးလူတဦးသေဆုံးခဲ့တယ်လို့40နီးပါးဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။စီပူမြို့မှာရှိတဲ့အမိုက်တွေအုံနဲ့ကျင်းနဲ့ဆွန့်ပစ်ထားရာအမိုက်တောင်ပိုကြီးတစ်ခုဇန်နဝါရီ10ရက်နေ့ကပြိုကျခဲ့တာဖြစ်ပါတယ်။သေဆုံးသူကအသက်22နှစ်အရွယ်အမျိုးသမီးတူဖြစ်ကြောင်းဒေသခံမီဒီယာတွေကဖော်ပြခဲ့ပါတယ်။ကယ်ဆယ်ရေးဖွဲ့တွေဟာအမိုက်တရားတွေအောက်မှာပိမိနေသူအနည်းဆုံး12ဦးလောက်ကိုဆွဲထုတ်ခဲ့ကြပါတယ်။ဒဏ်ရာရသူ38ဦးရှိခဲ့ပြီးအများစုကအမိုက်ကောက်သူတွေနဲ့အဲ့ဒီညကတန်ရှင်းဝန်ထမ်းတွေဖြစ်ကြပါတယ်။အမိုက်ပုံကြီးရုတ်တရက်ပြိုကျတဲ့အကြောင်းရင်းကိုတော့တိတိကျကျမသိရသေးပါဘူး။အစိုးရအေဂျင်စီတွေပုဂ္ဂလိကလူမှုကူညီရေးအသင်းတွေပါဝင်ကယ်ဆယ်ရေးအဖွဲ့ဝင်စုစုပေါင်း300ဝန်းကျင်လောက်ကအမိုက်ပုံပြိုကျတဲ့နေရာမှာဖြန့်ကျက်ပြီးပိမိနေသူတွေကိုလိုက်လံရှာဖွေခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့မြေတူးဆက်ကြီးတွေပါဝင်စက်ရန်များတွေကိုပါအသုံးပြုပြီးအမိုက်တွေကိုရှင်းလင်းနေတာတွေ့ရကြောင်းမျက်မြင်တွေကဆိုပါတယ်။အခင်းဖြစ်ရနေရတဝိုင်းမှာလူနာတင်ရင်တွေနဲ့မိသက်ကားတွေကိုပါတွေ့ခဲ့ရပါတယ်။အဲဒီအမိုက်ဆွန့်ပစ်ရသတ်မှတ်နေရကိုပုဂ္ဂလိကကုမ္ပဏီတစ်ခုကပိုင်ဆိုင်ထားတာဖြစ်ပါတယ်။နောက်ထပ်ပျောက်ဆုံးနေသူတွေမရှိတာသိချစေဖို့အတွက်အရင်းမြစ်အားလုံးကိုပုံအောအသုံးပြုပြီးရှာဖွေရေးတွေလှုံ့ဆော်ခဲ့ကြောင်းစီဘူမျိုးတော်ဝင် Nesta Archibald က Facebook ပေါ်မှာဇန်နဝါရီ9ရက်နေ့ကရေးသားထားခဲ့ပါတယ်။အမိုက်ပုံပြိုကျတဲ့အကြောင်းရင်းကိုစုံစမ်းနေဆဲဖြစ်ပြီးအမိုက်တွေကိုစီမံနေရာချထားသူပုံညံဖြစ်မှုကြောင့်ဖြစ်နိုင်တယ်လို့မျိုးတော်ကောင်စီဝင်တူဖြစ်တဲ့ဂျိုဝဲကာကာနီယာကမှတ်ချက်ပေးထားပါတယ်။အမိုက်ပုံကြီးကအမိုက်တွေကိုအနီးမှာရှိတဲ့အမိုက်ကန်တစ်ခုစီရွှေ့ပြောင်းပြီးဖို့နေတဲ့ချိန်မှာပြိုကျမှုဖြစ်ပျက်ခဲ့တာပါ။စီဘူပါဝင်ဖိလစ်ပိုင်ကမျိုးတချို့မှာတော့အခုလိုမျိုးအမိုက်တွေကိုစူးစီးတာဝန်ယူပေးတဲ့ပုဂ္ဂလိကကုမ္ပဏီတွေရှိနေကြောင်းလည်းသိရပါတယ်။